မင်းပြမြို့သိမ်းတိုက်ပွဲကဖမ်းဆီးရမိခဲ့တဲ့စစ်သုံးမန်းနဲ့မိသားစုအယောက်180ကိုဧပြီလ23ရက်နေ့တကြံအကျိုးနေ့မှာအာရခတက်တော် AA ကပြန်လွှတ်ပေးလိုက်တယ်လို့သတင်းရရှိပါတယ်။အာရခတက်တော်ကတိုက်ပွဲအတွင်းမှာဖမ်းဆီးရမိခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့မိသားစုတွေကိုကောင်းမွန်စွာစောင့်ရှောက်ပေးပြီးအခါကြီးနေ့ရက်ဖြစ်တဲ့တကြံကာလမှာလွှတ်ပေးခဲ့တာဖြစ်ပါတယ်။စစ်သားတွေနဲ့သူတို့မိသားစုတွေစစ်ကောင်စီနဲ့ပတ်သက်တဲ့သူတွေကို AA ကပြန်လွှတ်ပေးခဲ့တာဖြစ်ပြီးသူတို့ရဲ့မိသားစုတွေနဲ့တိတိရှာရှာဆက်သွေးပြီးအခမ်းအနားလို့ထောက်ပံ့ကြီးပေးကပြန်လွှတ်ပေးလိုက်တာလို့ ULA နဲ့နှိစက်တဲ့မင်းပြမြို့နယ်ကအမျိုးသားတယောက်ကနရင်စရာကိုပြောဆိုပါတယ်။မနက်ပိုင်းကသူတို့ကိုပြန်လွှတ်ပေးလိုက်တာဖြစ်ပြီးလွတ်မြောက်သွားသူအများစုဟာလုံခြုံရေးစိတ်ချရတဲ့နေမြေတွေကဖြစ်တယ်လို့သိရပါတယ်။